မင်္ဂလာပါကျေတခွန်အလွန်သဇာရီကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော် free တန်တန်းလေးညဝေပေးသွားမယ်ဒီနေ့မှာကျွန်တော်ကဒီဟာလေးပေါ့နော်ကာလာနှစ်ရောင်ကိုကျွန်တော်ပေါင်းသွားမှာဖြစ်တယ်အခုကျွန်တော်အာမိုးချင်းပေါ့နော်ဒီဟာကိုကျွန်တော်ကပြည့်လေးနဲ့ဒီလိုကျွန်တော်ဆွဲထားတယ်ဒါပေမဲ့မိတ်ဆွေတို့မြင်ရတဲ့အခါမှာတော့နည်းနည်းမြင်နေတယ်လို့ခံစားရမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဗီဒီယိုနည်းနည်းရှည်တဲ့အခါမှာနည်းနည်း speed တင်ထားတာလေးဖြစ်တယ်ပေါ့နော်အဲ့လိုကျွန်တော်တို့အဲ့ဒီခွက်နဲ့ပေါ့နော်ကျွန်တော်တို့ဒီဘောင်ကိုဆွေးကြည့်တဲ့အခါမှာပြီးရင်ကျွန်တော်တို့ထောင်ကြည့်လိုက်ပပြင်းညီဖြစ်ပြီလားဒါမှမဟုတ်အပေါက်ပေါက်လေးတွေဖြစ်နေလားကိုဆွေးတဲ့အပေါ်မှာမုံနေတယ်ပေါ့နော်ဒါဥပမာကျွန်တော်တို့အထည်19ထည်လောက်ရိုက်မယ်အထည်20လောက်ရိုက်မယ်ဆိုရင်တကုတ်လေးနဲ့ကျွန်တော်တို့ရတယ်တကုတ်လေးဆိုတာတစ်ချက်ပေါ့နော်ဆွဲလိုက်ရင်ညီညီလေးဆွဲလိုက်ရင်ရပြီတကယ်လို့ကိုကအထည်အများကြီးဆွဲရမယ်ဆိုရင်တော့ဖြစ်နိုင်တော့ကျွန်တော်တို့အတွန်းအပြန်ဆွဲပေးလိုက်တာအကောင်းဆုံးပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဆွဲနေတဲ့အခါမှာအနောက်အရှက်တွေမဖြစ်တော့ဘူးပေါ့နော်။တည်တည်ရှာရှာလဲကျွန်တော်တို့ပြီးရင်အပူလေးကိုကျွန်တော်တို့ပေးထားလိုက်မယ်။ပြီးရင်ကျွန်တော်တို့နှစ်ပေါင်းစလုံးကျွန်တော်တို့လုပ်ပြီးပြီဆိုရင်အဲ့လိုမျိုးစီလေးနဲ့ပေါ့နော်။ကျွန်တော်တို့ခုံပေါ်မှာမာကင်ချတဲ့ဟာကိုကျွန်တော်နောက်တစ်ခုမှတန်ပေးမှာဖြစ်တယ်။နော်။ပြီးရင်ကျွန်တော်တို့လေခိုးလို့မရဘူး။အောက်ကမန်နဲ့တေချာတော့မယ်။ပြီးရင်ကျွန်တော်တို့ပိတ်စားလေးနဲ့အုပ်ပြီးတော့အပေါ်ကတိတ်ပြလက်ခံပြီးကျွန်တော်โอเคလေးတန်ပေးလိုက်တာဖြစ်တယ်အဲ့လိုတန်ပေးလိုက်တဲ့အပြီးသွားပြီဆိုရင်ကျွန်တော်တို့အောက်ကိုနည်းနည်းရှောင်းကြည့်ပြီးတော့ငြိမ်လာပြီးရင်ကျွန်တော်တို့တေချာလဲဒီမှာကျွန်တော်ဆိုရင်မိနစ်ကဟိုလောက်ကြထားတယ်3မိနစ်လောက်ထားတယ်နော်ပြီးရင်ကျွန်တော်ရေထုတ်မယ်ဒီမှာကျွန်တော်တို့အဲ့လိုခဏပဲအကြာကြီးစင်စရာမလိုခဏလောက်စိန်ထားလိုက်ရင်ရပြီအဲ့ဒါကျွန်တော်တို့ရေထိုးမယ်နော်ရေထိုးပြီးတော့ကျွန်တော်တို့အကောလုံးကိုပြီးရင်ဒီမှာတစ်ဘလို့ပြီးနှစ်ဘလို့ပေါ့နော်ပြီးနောက်တစ်ခုကျွန်တော်ရေထိုးမယ်မဲ့ဆိုတော့မြင်တဲ့အတိုင်းပေါ့နော်ကျွန်တော်ကတယောက်တည်းရိုက်တာဖြစ်တဲ့အတွက်နဲ့နည်းနည်းလေးအလန့်ဝေးတာပေါ့ဒါပေမဲ့ခံမရှိတော့မဲ့ဆိုတော့ဒီလောက်ဆိုရင်တိမတင်တယ်အခုမှစားပြီးစိတ်ဝင်စားတဲ့လေ့လာမဲ့လူတွေအတွက်ကျွန်တော်ပညာပေါ့နော်အတက်နဲ့ဆုံးကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာနော်ပြီးသွားပြီအဲ့ဒါရေနည်းနည်းလောင်းပြီးတော့ကျွန်တော်တို့နေလမ်းမယ်နေလာပြီးတကယ်ရိုက်တဲ့အခါမှာကျွန်တော်တို့အင်ဂျင်မှာဒီလိုမျိုးတွေ